တော်ဘုရားဟောကြားခဲ့တဲ့သာသနာမွေတရားမြတ်ကိုအင်းတွေအလုံးသွင်းနိုင်ပါစေတန်လျာကောင်းမျိုးလို့အစဉ်မြဲရှိနေရောင်းဝါနေလို့လင်မစီဘုရားသာသနာတွေကျွမ်းလေးနိုင်ပါစေဒီလောကကဘာကြီးတွေ့ရင်စင်တော်ရမြတ်တာတွေရဲ့ဝေဘုရားဘာသာအမွေကျွမ်းလေးနိုင်ပါစေရှင်တော်ဘုရားဟောကြားခဲ့တဲ့သာသနာမရှိသူလေးကဒါတော့ကြတိကိုခေရရဲ့ညာဈေးတန်းလေးကိုဖြစ်ပါရဲ့ခင်ဗျာညာဈေးတန်းလေးပါဟုတ်ဘာဘာယူနေလဲတကယ်ယူGuys,